ပြောင်းကူလို့မရဘူးလားတဲ့ပြောင်းကူလို့ရပါတယ်အစာအိမ်ယောဂနော်တခြားဒီအစာအိမ်နဲ့ဦးလန်းချောင်းပတ်သက်တဲ့ဦးလန်းချောင်းနဲ့ပတ်သက်တဲ့ယောဂတွေလည်းတချို့တွေပျောက်ပါတယ်နော်တချို့တွေပျောက်တယ်ဒါပေမဲ့တခုတော့ရှိတာပါဗျာတချို့ဟလာ serious food တွေရှိတယ်ရန်ပြင်းထန်တဲ့အစားအသောက်တွေကိုယ်နဲ့လုံးဝမတည့်ဘူးဆိုတဲ့အစားအသောက်တွေအဲ့ဒါတွေကတော့တသက်လုံးရှောင်ကျဉ်နေရတယ်ကြံတဲ့ဟာတွေကကျွန်တော်တို့ဒါပုံမှန်အနေထားဖြစ်သွားပြီမဲ့တချို့ defect တွေတော့ဝင်သွားတယ်ပေါ့နော်နောက်တစ်ခုကじゃအနေထိုင်ကိုယ့်ရဲ့စိတ်အနေထားအဲ့ဒါလေးတွေကိုလည်းတချို့နေရာလေးတွေမှာကျင့်ရတာလေးတွေရှိတယ်တချို့တွေကအရန် stressful condition မှာရှိတယ်တဲ့လားအရန်စိတ်ညစ်တစ်ချိန်လုံးစိတ်ညစ်အဲ့လိုလူမျိုးတွေစိတ်ခံစားချက်အရန်ပြင်းထန်တဲ့လူတွေလည်းမပြောက်ဘူးအဲ့ဒါကြောင့်မလို့မပြောက်ကြတာအဲ့ကိုယ့်ရဲ့အစားအသောက်နဲ့အနေထိုင်လေးတွေပေါ့နော်ခုနလိုမျိုးစိတ်ခံစားချက်တွေရှော့ရမယ် relax လုံးတင်တလောက်လုပ်ရမယ်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေဆိုရင် relax လုပ်တဲ့နည်းလမ်းတွေအများကြီးရှိတယ်အဲ့ဒါတွေရဲ့ stress တွေရော့တယ်နော်ဖျားတရားလုပ်နေတဲ့သူတွေဒီယောဂတွေကတိတိတတ်တာပါတယ်ဟုတ်နောက်တစ်ခုကကြတော့ဒီပြောင်းကုလို့မရဘူးလားဆိုတဲ့ဥစ္စာကိုမေးမဲ့အစားချို့လူနာတွေအတွက်ပေါ့နော်ပုဂ္ဂိုလ်ကိုပြန်မေးတင်တယ်ကိုကတကယ်ပျောက်ချင်တဲ့လူလားဆိုတာကိုကတကယ်ဒီယောဂပျောက်ချင်တဲ့လူလားဆိုတာပုဂ္ဂိုလ်ကိုပြန်မေးတင်တယ်အားတော့တချို့တွေကစိတ်မရှိဘူးဗျနော်ဒီမခံနိုင်တချို့ကလည်းဟလာဟိုဆရာကောင်းနုဒီဆရာကောင်းနုနဲ့လိုက်ပြီး test လုပ်နေအဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ရှေ့ဗီဒီယိုတွေမှာလည်းတင်ခဲ့တယ်ကိုယ့်ရဲ့ဒီယောဂနဲ့ပတ်သက်ပြီး trace လိုက်နေရမှာအဲ့ဒါဘယ်ဆရာဝန်တော့ဘယ်လိုမျိုးဘယ်ဆရာဝန်တော့ဘယ်လိုမျိုး trace လိုက်နေရမှာအဲ့ဒီထဲကနေပြီးတော့မှကိုယ်နဲ့အသင့်တော်ဆုံးဖြစ်တဲ့ဆရာဝန်တယောက်ကိုရွေးပြီးတော့သွားပြီးတော့ပြကြည့်ပါအဆင်မပြေဘူးတစ်ချိန်တစ်ခါတယောက်နှစ်ယောက်နဲ့လည်းအဆင်ပြေချင်မှပြေလိမ့်မယ်ထပ်ပြကြည့်ပါအဲ့မှာတင် complaint တွေဝင်လာတယ်ဟာပတ်စံဘယ်ရမှာလဲလို့ဟာလားပတ်စံကဘာဖြစ်တယ်ကြာပဲဒါကိုကျမ်းပါရေးပဲဗျာအဲ့ဒါကိုသုံးနိုင်တော့သုံးပေါ့မသုံးချင်လည်းမသုံးနဲ့သုံးချင်လည်းသုံးဟုတ်လားအဲ့တော့ဒီကတေချာလေးကုစေခြင်းနဲ့ကျွန်တော်စီလိုလိုမျိုးလာပြကြတယ်အဲ့လိုတချို့က test လာလုပ်တယ်ပြီးတော့ပြန်ပြောက်သွားတယ်ဟဲ့လားပြန်ပေါ်မလာတော့ follow up ခေါ်တဲ့အချိန်မှာပြန်မလာတော့အဲ့လိုလူနာမျိုးတွေတစ်သက်လုံးမပြောက်ဘူးဒါပုံဝင်လင်းပြောတာပြီးရင်ဒီရှောက်ပြီးတော့ဒီပေါ်ကနေရှောက်ကြည့်ပြီးတော့ရောင်အန်းနဲ့ဟိုရောင်ဒီရောင်နဲ့ဟိုဟာလေးရှောက်လို့ဒီဟာလေးရှောက်လို့အဲ့လိုလူတွေလည်းမပြောက်တော့တစ်သက်လုံးမပြောက်ပါဘူးဒါပုံဝင်လင်းပြောတာအဲ့တော့ကိုယ့်အနေနဲ့အဲ့ဥစ္စာကိုတေချာလေးကိုပြန်မေးတင်တယ်ကိုကတကယ်ယောဂပျောက်ချင်တဲ့လူလားယောဂတကယ်ကုချင်တဲ့လူလားဆိုတာကိုပြန်မေးရမယ်နော်နောက်ပြီးကျွန်တော်တို့အစားအသောက်နဲ့ပတ်သက်ပြီးတော့ရှောင်တာတို့စားတာတို့အဲ့ဒါတွေကတေချာလုပ်ရမယ်စားတာကိုလည်းတေချာစားရမယ်ရှောင်သင့်တာကိုလည်းတေချာလေးရှောင်ရမယ်စေးကူတာ2ရက်တစ်ပိုင်းရှိသေးတယ်နည်းနည်းကောင်းနေပြီဆိုပြန်စားကျင်နေပြီဘယ်လိုလုပ်ပြီးတော့ကောင်းတော့မလဲအဲ့လားအဲ့မှာခိုးစားရောအဲ့လားခိုးစားရတော့ကိုယ့်ကိုခိုးစားလူမှလည်းသူ့ကိုလိုက်မဖမ်းမဲနဲ့ကိုယ့်ကိုခိုးစားတာငါခိုးစားလိုက်အောင်မယ်ဆိုပြီးတော့အဲ့ပုံစံတွေကမပြောက်တာနော်စေးစားကုပြီဆိုရင်စေးတွေက dose တွေအမြင့်ဆုံးတွေပေးထားတဲ့အတွက်ကြောင့်မလို့တက်တာကောင်းတက်တာနေလိမ့်မယ်စီးကူတဲ့အချိန်တွေမှာဒါပေမဲ့ဟိုစေးတွေပြန်လျှော့လိုက်တဲ့အချိန်မှာပြန်ဖြစ်သွားတယ်ဟုတ်လားအဲ့တော့အဓိကတော့ကိုအနေနဲ့ဒီအစားအသောက်မှာလေစားသင့်တဲ့ဟာတွေဆိုရင်ဒါနည်းနည်းခဏစားတော့ပါတော့လူမှမစားဘူးတော်တော်ပြောနေတာတော်တော်တိုက်တွန်းရတယ်ဒီကိစ္စတွေကနော်အချိန်မှန်အောင်စားပါအချိန်မှန်အောင်စားဖို့လေးကိုတော်တော်ပြောရတယ်ပြီးရင်ဘလို့စားပါဟာလားအရေပြောစားတဲ့အချိန်ရေပြောစားအဖက်စားတဲ့အချိန်အဖက်စားဒါလေးတွေလည်းတော်တော်ပြောရတယ်ဟာလားတချို့တွေဆိုရင်အရွက်ဆိုရင်ပြောလိုက်တယ်ဘာတွေစားနေလို့ဆိုတော့စားခိုင်းတာတခုဟိုမတည့်တဲ့ဟာတွေအကုန်စားနေတယ်ကော်ဖီတွေတို့ပန်းမုန်လာတွေတို့ပန်းစိမ်းတွေတို့မုံညင်းတွေတို့အဲ့ဒါတွေစားနေတယ်နောက်တစ်ခုကကြပါလဲဆိုတော့ဒီစေးပေါ့စေးတောက်တယ်စေးတောက်တယ်ဆိုလည်းဒီအစာရင်စေးတွေကိုဘယ်သူကကင်ဆာဖြစ်တယ်ပြောလိုက်တယ်မသိဘူးဟိုအိုင်နှုတ်တော့ဒီအိုင်နှုတ်တော့စေးပုံမှန်မတော့အိုက်စေးတွေမတော့မှဖြစ်မှာကင်ဆာဟုတ်အိုက်စေးတွေတောက်တင်တော့သူ့ကိုပမာဏအတိုင်းတောက်ကိုတောက်အောင်တော့ဘယ်သူမှလည်းအနေဖြစ်လောက်တဲ့ဒီလည်းမတိုက်ဘယ်သူမှလည်းတစ်သလုံးတောက်ပါလို့မပြောအဲ့ဒါကိုရှောက်တွေးပြီးကြောက်ပြီးတော့မတောက်ကြအောင်
အဲ့မှာပိုးသက်စီးပါတယ်ပိုးသက်စီးတွေပါလို့လဲနှုံးလို့ဆိုမတော့ဘူးမပြောက်တော့ကျွန်တော်တို့ဒီကိုကလူမမာဆိုတာကိုခေါင်းထဲမှာအမြဲတမ်းထည့်ထားရမယ်နှုံးတင်းတဲ့အချိန်မှာနှုံးကိုနှုံးနေမယ်ဟုတ်လားကျွန်တော်လည်းတစ်ခါလေးဖျားရင်နိုင်ကျွန်တော်လည်းတောက်ပိုးသက်စီးတွေတောက်တဲ့ခါကျကျွန်တော်လည်းနှုံးချီနေတယ်ဟဲ့လားပြီးရင်သူကလည်းသူစေးရှိန်ပြေတဲ့ခါကျပြန်ပြီးသူကအလိုလိုလေးပြန်ကောင်းသွားတယ်ဘာမှလုပ်စရာမလိုရေများများတောက်ပြီးနေုံနဲ့အဲ့စီးရဲ့ effect တွေကစီးရမှာပါပြီးတော့ပြန်ကောင်းသွားပါတယ်နော်ကိုကဟလာတခြားယောဂအခက်မရှိဘဲနဲ့ကျန်းမာတဲ့လူတယောက်ဆိုရင်ပြဿနာသိပ်မရှိဘူးအဲ့လိုမဟုတ်ဘူးစီးဒဏ်မခံနိုင်တဲ့မတော့ဘူးမတော့တော့မပြောက်တော့အဲ့တော့ပြောက်အောင်ကုလို့မရတဲ့ယောဂဆိုမဟုတ်ဘူးကုလို့ရတယ်နော်အဆိုးဆုံးချက်ရှိသေးတယ်အဲ့ဒီစိတ်ညစ်လို့ဆိုတဲ့ဥစ္စာပဲနော်အစာအိမ်အောင်လို့စိတ်ညစ်တယ်အစာအိမ်ယောဂဖြစ်လို့စိတ်ညစ်တယ်စိတ်ညစ်လို့အစာအိမ်ပိုပြီးအောင်တယ်စိတ်ညစ်လို့အစာအိမ်ယောဂပိုပြီးဆိုးလာတယ်ကိုယ်စိတ်ကိုမထားတတ်တာအဲ့လို stress တွေကဒီ gastric acid တွေကိုအရန်ထွက်စေတယ်ဟာလား PR တွေပေါ့နော်ဒါစိတ်နဲ့ဆက်ဆက်နေတဲ့အပိုင်းလို့ပြောရမှာပေါ့နော်ဟာလားစိတ်ယောဂလို့ပြောတာမဟုတ်ပါဘူးနော်စိတ်ယောဂမဟုတ်ဘူးဒါကတော့စိတ်နဲ့ဆက်ဆက်နေအုံတော့နဲ့အောင်ကျော်နဲ့ဆက်ဆက်နေတာပဲစိတ်ညစ်အစာရင်ထဲမှာ acid တွေအရန်ထွက်တယ်အဲ့တော့ကျွန်တော်တို့စိတ်ညစ်တာတွေကိုရှော့ရမယ်ကျွန်တော်စောရှေ့တုန်းမှာပြောခဲ့သလိုပဲရှော့တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်နော်အဲ့လိုမျိုးတွေတေချာကိုယူဆိုင်ပြီးတော့ကုမယ်ဆိုရင်တိတ်တောင်ချင်းချာကြီးမကုရပါဘူးနော်တချို့လူနာတွေကျွန်တော်စီလာပြတဲ့လူနာတွေဒီ line ပေါ်မှာလည်းရှိပါတယ်နော်ကျွန်တော်လမ်းရှိမှာဆိုတော့အများကြီးပေါ့နော်အရှင်းပြောက်သွားတဲ့သူတွေအများကြီးပါနော်အစာရောကအောင့်တစ်သက်လုံးအောင့်မနေလူမတစ်သက်လုံးဘိုက်အောင့်ပြီးအသက်ရှင်မနေနော်ပျောက်ပါတယ်နော်ကျေးဇူးပါ